ပရိသတ်ကြီးမင်္ဂလာပါ Dhamma Knowledge Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့ဘဝမှာငါပတ်စံတွေအများကြီးရှာနိုင်ပါရဲ့နဲ့ဘာလို့လကုန်ရင်ကြပြားမှမကြံရတာလဲဘလောက်ပဲဆူဆူအကြောင်းအမျိုးမျိုးပြပြီးပြန်ထွက်သွားတာတဲ့လူစိတ်ပြက်လက်ပြက်ညီတွားဖို့ပါသလားတချို့ဆိုရင်ဝင်ငွေကောင်းပေမဲ့အကျွေးကပတ်လေဝိုင်းနေတတ်ပါတယ်ဒါဟာတင့်ရဲ့ရှာဖွေနိုင်စွမ်းညံ့ဖျင်းလို့မဟုတ်ပါဘူးတင့်ရဲ့ငွေကြီးစွမ်းနေ money energy တွေယူစိထွက်ကြနေလို့ပဲဖြစ်ပါတယ်စိတ်ပညာနဲ့ရှေးအောင်ဖုံးရွှေပညာရက်တွေမှာပတ်စံအိတ်ဆိုတာတင့်ရဲ့ငွေကြီးတွေနေထိုင်ရာအိမ်လို့သတ်မှတ်ပါတယ်လူတွေဟာကိုယ့်ရဲ့နေအိမ်ညစ်ပတ်နေရင်အမိုက်တွေရှုပ်ပွားနေရင်အဲ့ဒီအိမ်မှာမနေချင်ကြပါဘူးအဲ့ဒီလိုပါပဲတင့်ရဲ့ပတ်စံအိတ်ဆိုတဲ့နေအိမ်လေးဟာအမိုက်တွေအနုလက္ခဏာဆောင်တဲ့အရာတွေနဲ့ပြည့်နှက်နေမယ်ဆိုရင်ငွေကြေးလပ်လာတွေဟာတင့်စီကိုဝင်လာဖို့ဝင်လင်းနေတတ်သလိုဝင်လာရင်တောင်ကြကြမမြဲပဲချက်ချင်းပြန်ထွက်သွားတတ်ကြပါတယ်တင့်ရဲ့ပတ်စံအိတ်ထဲမှာဘာတွေထည့်ထားတယ်လဲဆိုတာဟာတင့်ရဲ့ငွေကြေးဆိုင်ရာမတိစိတ်ကိုတိုက်ရိုက်ထင်ဟပ်နေတာပဲဖြစ်ပါတယ်ပတ်စံအိတ်ကိုတတ်တရရက်နဲ့စနစ်တကျထားရှိခြင်းဟာငွေကြေးကိုလေးစားတန်ဖိုးထားကြောင်းစัจ java ရာကိုပြသလိုက်တာပါပဲဒါကြောင့်ဒီကနေ့ဗီဒီယိုမှာတော့တင့်စီကနေငွေကြေးတွေကိုအမြဲတမ်းတွန်းထောက်ပြီးလက်ပစ်စီတဲ့ပတ်စံအိတ်ထဲမှာလုံးဝမထားသင့်တဲ့အရာ6ခုကိုအသေးစိတ်ရှင်းပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုရင်တင့်ရဲ့ပတ်စံအိတ်ကိုဖွင့်ကြည့်လိုက်ပါတကယ်လို့အခုပြောမယ့်အရာတွေတင့်ပတ်စံအိတ်ထဲမှာရှိနေတဲ့ဆိုရင်တော့ငွေရီတလဟိုးပြန်ဝင်လာဖို့အတွက်အခုပဲချက်ချင်းဆွဲထုတ်ပြီးလွှင့်ပစ်လိုက်ဖို့အကြံပြုဖိတ်ခေါ်ခြင်းပါတယ်နံပါတ်1 bill စာရွက်ဟောင်းများငွေရှင်းပြေစာများနဲ့အကျွေးစင်ရင်းများပတ်စံအိတ်ထဲကနေပထမဆုံးနဲ့အမြန်ဆုံးဖယ်ရှားပြရမယ့်အရာကတော့တင်ဈေးဝယ်ထားတဲ့ bill စာရွက် receipts တွေအဟောင်းတွေနဲ့မိသားကရေဖို့ဆောင်ထားတဲ့ပြေစာတွေATM ကနေငွေထုတ်ထားတဲ့စာရွက်ပိုင်းလေးတွေနဲ့အကျွေးမှတ်ထားတဲ့စာရွက်တွေပဲဖြစ်ပါတယ်။လူတော်များများကဈေးဝယ်ပြီးတာနဲ့ပြေစာစာရွက်ကိုပတ်စံအိတ်ထဲအလွယ်တကူထိုးထည့်တတ်ပါတယ်။အချိန်ကြာလာတဲ့အဖြစ်ပတ်စံအိတ်ဟာပတ်စံတွေထည့်ထားတဲ့နေရာမဟုတ်တော့ပဲအမိုက်တွေရှုပ်ပွားနေတဲ့အမိုက်ပုံးတစ်ခုလိုဖြစ်လာပါတော့တယ်။ဒါဟာဖုံးရွှေပညာရက်မှာအလွန်ဆိုးစွားတဲ့အမှားကြီးတစ်ခုပါ။ဘာဖြစ်လို့လဲဆိုတော့ပြေစာစာရွက် bill စာရွက်ဆိုတာတင့်လက်ထဲကနေငွေတွေထွက်သွားပြီးကုန်ဆုံးသွားပြီးဆိုတာကိုကိုစားပြုတဲ့အရာ symbol of money flowing out ဖြစ်နေလို့ပါပဲတင်ပတ်စံအိတ်ကိုဖွင့်လိုက်တိုင်းအဲ့ဒီ bill စာရွက်တွေကိုတွေ့ရတဲ့အခါတင့်ရဲ့အုံနောက်ကအော်ငါဒီလောက်တောင်ပတ်စံတွေသုံးပစ်လိုက်ပါလားကုန်သွားပါလားဆိုပြီးပူလောက်တဲ့စိတ်ကိုအလိုလိုဖြစ်ပေါ်စေပါတယ်အကျွေးစင်းရင်တွေဆိုရင်ပိုဆိုးပါတယ်ငါမှအကျွေးတွေရှိနေသေးတယ်ဆိုတဲ့ဖိအားကိုနေ့တိုင်းခံစားနေရစေပါတယ် Law of Attraction အရာတင်ကကုံဆုံးသွားတဲ့ငွေတွေအကျွေးတွေကိုပဲနေ့တိုင်းမြင်နေသွေးနေမယ်ဆိုရင်အဲ့ဒီလိုငွေထွက်မဲ့ကိစ္စတွေအကျွေးတွေကိုပဲစက်တိုက်ဆွေးငင်နေသလိုဖြစ်သွားလိမ့်မယ်ဒါကြောင့်တင်အနေနဲ့စည်ရင်းလို့ဖို့အတွက်ပြေစာတွေသိမ်းဖို့လိုအပ်တယ်ဆိုရင်တောင်ပတ်စံအိတ်ထဲမှာလုံးဝမထားပါနဲ့အိမ်ကစပွဲမုံမှာဒါမှမဟုတ်တီးတန့်ဖိုင်တစ်ခုထဲမှာတေးချခွဲချသိမ့်စိန်ပါပတ်စံအိတ်ဆိုတာငွေတွေဝင်လာဖို့တီးတန့်နေရပါမယ်အခုပဲတင့်ရဲ့ပတ်စံအိတ်ထဲက bill စာရွက်အဟောင်းတွေကိုချက်ချင်းဆွဲထုတ်ပြီးအမိုက်ပုံးနဲ့လွှင့်ပြလိုက်ပါနံပါတ်2တတန်းကုန်နေတဲ့ကတ်တွေသုံးလို့မရတော့တဲ့ပေါချာတွေနဲ့အမိုက်ဆက်တွေပတ်စံအိတ်ထဲမှာလုံးဝမထားသင့်တဲ့ဒုတိယမြောက်အရာကတော့တတန်းကုန်သွားပြီဖြစ်တဲ့ ATM ကတ်တွေ member ကတ်ဟောင်းတွေသုံးလို့မရတော့တဲ့ discount voucher တွေနဲ့လမ်းစရိတ်လက်မှတ်ဟောင်းတွေတကြားတင်အခုံလိုမျိုးအမိုက်ဆက်တွေလည်းဖြစ်ပါတယ်တချို့လူတွေရဲ့ပတ်စံအိတ်ကိုဖွင့်ကြည့်လိုက်ရင်ကတ်တွေကအထက်လိုက်ပါပါတယ်ဒါပေမဲ့တကယ်တမ်းသုံးလို့ရတဲ့ကတ်ကတကတ်နှစ်ကတ်ပဲပါပြီးကျန်တာတွေကလွန်ခဲ့တဲ့3-4နှစ်ကတည်းကတတန်းကုန်နေတဲ့ကတ်တွေဘယ်တော့မှပြန်မသွားဖြစ်တော့မဲ့ဆိုင်းတွေက member ကတ်တွေပဲဖြစ်တတ်ပါတယ်ဒါတွေကိုနှမျောလို့ဒါမှမဟုတ်ပတ်စံအိတ်ဖောင်းနေအောင်လို့ဆိုပြီးစတ်ထားတတ်ကြပါတယ်နာမိုက်ဆိုင်ရာစွန့်ရင်တဘောတရားအရာပေါ်ရမယ်ဆိုရင်တတန်းကုံဆုံးသွားတဲ့အရာတွေအ
ဟောင်းအမြင်တွေဆိုတာတည်ဆိုးနေတဲ့စွမ်းအင် stagnant energy dead energy တွေပဲဖြစ်ပါတယ်ရေပိုက်တစ်ခုမှာအမိုက်တွေပိတ်စောနေရင်ရေသက်တွေစီးဝင်လာလို့မရသလိုပါပဲတင်းရဲ့ပတ်စံအိတ်ထဲမှာတုံးလို့မရတော့တဲ့အဟောင်းအမြင်တွေနဲ့ဖိချတ်ပိတ်စောနေမယ်ဆိုရင်ငွေကြီးအခွင့်အရေးအသစ်တွေလက်လအသစ်တွေဝင်လာဖို့အတွက်နေရာလွတ် space မရှိတော့ပါဘူးနောက်ပြီးသုံးလို့မရတော့တဲ့ discount voucher တွေကိုတင်ထားခြင်းဟာလည်းစိတ်ပညာအရငါဟာလုံလောက်တဲ့ငွေကြီးမရှိဘူးအခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးရတယ်ဆိုတဲ့စင်းရဲခြင်းစိတ်ဓာတ်ကိုအမြင့်တွဲစေပါတယ်တင်းရဲ့ငွေကြီးနေအိမ်လေးကိုအသစ်တွေနဲ့လက်လတွေစွမ်းအင်ကောင်းတွေဝင်လာစေခြင်းအတွက်ဒီလိုသေဆုံးနေတဲ့အရာတွေအမိုက်တွေကိုရှင်းလင်းပြဖို့တိတ်ကိုအရေးကြီးပါတယ်ပတ်စံအိတ်ဟာအမြဲတမ်းရှင်းလင်းတန့်ရနေပြီးတကယ်အသုံးဝင်မဲ့ငွေကြေးနဲ့ကတ်တွေကိုသာတေးသေးချာချာစီစဉ်ထားရှိရပါမယ်တတိယမြောက်ပတ်စံအိတ်ထဲမှာလုံးဝမထားတဲ့အမြင့်ဆုံးဖယ်ရှားပြင်ဆင်ရမယ့်အရာအတော့စုပ်ပြန်းနေတဲ့အလွန်ဟောင်းနှွမ်းစွန့်တင်းနေတဲ့ငွေစကူတွေနဲ့စနစ်တကျမထားဘဲဖြစ်သလိုထိုးထိပ်ထည့်ထားတဲ့ပတ်စံတွေပဲဖြစ်ပါတယ်လူတွေတော့မြများကပတ်စံအိတ်ထဲကိုပတ်စံထဲတဲ့အခါအလွယ်တကူပဲ2ခေါက်3ခေါက်ချိုးပြီးထိုးသိပ်ထည့်တတ်ကြပါတယ်တချို့ငွေစကူတွေဆိုရင်ခေါင်းတွေကပြောင်းပန်ဖြစ်နေမယ်ရှင်းနောက်လဲနေမယ်ကြေမွနေပါလိမ့်မယ်စိတ်ပညာနဲ့စွမ်းငင်ခြင်းနေရာမှာ law of attraction အရာပြောရရင်သင်ငွေကြီးကိုဘလို့ဆက်ဆံတယ်လဲဆိုတာဟာငွေကြီးကတင့်ချီကိုဘလို့မြင့်မြန်ဝင်လာမလဲဆိုတာကိုအတိအကျဆုံးဖြတ်ပေးပါတယ်ပတ်စံကိုဖြစ်တယ်လို့ထိုးထိပ်ထားတာကြေမွနေအောင်ထားတာဟာတင်းရဲ့စိတ်ထဲမှာငွေကြီးအပေါ်လေးစားတန်ဖိုးထားမှုမရှိဘူးဆိုတာကိုပြသနေတာပါသင်ကကိုယ်စီလာတဲ့ဧည့်သည်ကိုဂျမ်းမြင်ပေါ်မှာဖြစ်တယ်လို့သိထားရင်အဲ့ဒီဧည့်သည်နောက်တစ်ခါလာပါမလားအဲ့ဒါလိုပါပဲငွေကြီးဆိုတာလည်းအလွန်နူးညံ့တဲ့စွမ်းအင်တစ်ခုဖြစ်ပါတယ်သူ့ကိုတတရရစနစ်တကျမထားတဲ့သူစီကိုဘယ်တော့မှအဆူလိုက်အပြုံလိုက်ဝင်မလာပါဘူးနောက်တစ်ခုကစုပ်ပြားနေတဲ့ငွေစကူတွေတိတ်ပြီးအများကြီးကတ်ထားရတဲ့ငွေစကူတွေပါဖုန်းရွှေပညာရက်မှာအဲ့ဒါလိုဖြစ်စည်းနေတဲ့အရာတွေဟာဆင်းရဲနွမ်းပါခြင်းနဲ့ချိုးတဲ့ခြင်းကိုကိုစားပြုပါတယ်ပတ်စံအိတ်ထဲမှာအဲ့ဒါလိုစုပ်ပြားနေတဲ့ငွေစကူတွေပါနေရင်ကျန်တဲ့ငွေကောင်းတွေကိုပါစွမ်းအင်တွေကူးဆက်ပြီးငွေဝင်လန်းပိတ်သွားကြပါတယ်။ဒါကြောင့်တင်းစီမှာစုပ်ပြားနေတဲ့ငွေစကူတွေရှိရင်ပတ်စံအိတ်ထဲမှာကြမထားပါနဲ့။ဘမ်းမှာသွားလဲတာမျိုးဒါမှမဟုတ်မြ мян သုံးပစ်တာမျိုးလုပ်လိုက်ပါ။ဒီကနေ့ကစပြီးတင်းရဲ့ပတ်စံအိတ်ထဲကငွေစကူတွေကိုအကုန်ပြန်ထုတ်ပါ။တန်ဖိုးအကြီးဆုံးငွေစကူကနေအသေးဆုံးငွေစကူအထိအစင်လိုက်တက်ရညပြန်စီပါ။ပတ်စံရဲ့မျက်နှာစာဥပမာချင်းသေးပုံဘိုလ်ချုပ်ပုံတွေကိုတစ်ဖက်ထဲလွှဲပြီးခေါင်းတွေကိုအပေါ်ဘက်ကိုမတ်ထားပြီးပါအဲ့ဒါလိုတရစီရီထားခဲ့ပတ်စံအိတ်ကိုဖွင့်ကြည့်လိုက်တိုင်းတင်းရဲ့စိတ်ထဲမှာကြွေဝချမ်းသာခြင်းခံစားချက်ကိုရရှိစေပြီးငွေကြေးလက်လာပါတွေကိုတက်လိုက်လို့အလိုလိုပြန်လဲဆွဲငင်လာပါလိမ့်မယ်နံပါတ်၄ကကွဲလွန်သွားပြီဖြစ်တဲ့မိဘဘိုးဘွားဆွေမျိုးတွေရဲ့တပ်ပုံတွေကိုထည့်သွင်းစိမ့်သွင်းတာခြင်းပဲဖြစ်ပါတယ်စတိုတာမြောက်ချက်ကတော့နန်းထောင်လိုက်ရင်နည်းနည်းတော့ထူးဆန်းနေပါလိမ့်မယ်ဒါပေမဲ့ဖုန်းရွှေပညာရက်မှာအလွန်အရေးကြီးတဲ့အချက်တစ်ခုပါအဲ့ဒါကတော့တင်းရဲ့ပတ်စံအိတ်ထဲမှာကွဲလွန်သွားပြီဖြစ်တဲ့မိဘဘိုးဘွားဆွေမျိုးတွေရဲ့ဓာတ်ပုံတွေကိုထည့်သွင်းစိမ့်သိမ်းထားခြင်းပဲဖြစ်ပါတယ်လူတို့မများကကိုချီရတဲ့သူကိုကျေးဇူးကြီးတဲ့သူတွေဖြစ်လို့အမြဲတမ်းအမှတ်ရနေအောင်ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပတ်စံအိတ်ထဲမှာသူတို့ရဲ့ဓာတ်ပုံလေးတွေကိုအမြင်နိုးထည့်ထားတတ်ကြပါတယ်တင်းရဲ့မေတ္တာတရားနဲ့တန်ရောစင်ကိုအပြည့်အဝနားလဲလက်ခံပါတယ်ဒါပေမဲ့စွမ်းအင်သဘောတရားအရကြည့်ရင်ဒါဟာနေရာမှားယွင်းနေပါတယ်တရုတ်ရိုးရာဖုန်းရွှေပညာရက်မှာငွေကြေးဆိုတာအမြဲတမ်းလှုပ်ရှားစီးဆင်းနေတဲ့တိုးပွားနေတဲ့ရန်စွမ်းအင် yang energy ဖြစ်ပါတယ်ကွယ်လွန်သွားသူတွေဆိုတာကတော့ငြိမ်သက်ခြင်းရတန့်ခြင်းကိုကိုးစားပြုတဲ့ yin energy ဖြစ်ပါတယ်ဒီစွမ်းအင်တစ်ခုဟာလုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်ပတ်စံအိတ်ဆိုတဲ့ငွေကြေးတိုးပွားရာနေရာမှာရတန့်ခြင်းရင်စွမ်းအင်ကိုတွားထည့်ထားတဲ့အခါတင်းရဲ့စီးပွားရေးနဲ့ငွေကြေးစီးဆင်းမှုတွေဟာနှီးကွေးသွားပြီးလက်ပိတ်သွားတတ်ပါတယ်။နောက်တစ်ချက်ကယုတ်တိပေတဲ့အရာစဉ်းစားကြည့်ပါ။အမျိုးသမီးတွေဆိုရင်ပတ်စံအိတ်ကိုဘောင်းပြီးနောက်ကျော့အိတ်ချင်းမှာထည့်ထားတတ်ကြပါတယ်။တင်းထိုင်လိုက်တိုင်းကိုအလွန်ယိုသေးလေးစားရတဲ့မိဘဘိုးဘွားတွေရဲ့ဓာတ်ပုံကိုဖိထိုင်မိနေတယ်လို့ဖြစ်ပါတယ်။ဒါဟာယိုသေးရမရောက်ပဲစော်ကားရရောက်နေတာပါ။နောက်တစ်ခုကပတ်စံအိတ်ဆိုတာအမြဲတမ်းမောင်မိုက်ပြီးအလွန်ပိတ်ထားတဲ့နေရာဖြစ်တော့ကွယ်လွန်သူတွေရဲ့ဓာတ်ပုံထားဖို့လုံးဝမသင့်တော်တဲ့နေရာပါဒါကြောင့်တင်းရဲ့ပတ်စံအိတ်ထဲမှာကွယ်လွန်သူတွေရဲ့ဓာတ်ပုံရှိရင်အခုပဲပိတ်ဆောင်လိုက်ပါ
အိမ်ရဲ့အမြင့်ဆုံးနေရာဒါမှမဟုတ်ဖျားစဉ်ရဲ့ဘေးမှာတည်တည်ချာချာဘောင်သွင်းပြီးမြင်းမြတ်နိုးနိုးပူဇော်ထားပါအဲ့ဒါမှတကယ်ကိုအမှန်ကန်ဆုံးဂါရဝပြုခြင်းဖြစ်ပြီးသူတို့စီကမေတ္တာတက်တွေတင့်စီကိုအပြည့်အဝစီးဆင်းလာပါမယ်ပတ်စံအိတ်ထဲမှာဓာတ်ပုံထိုက်ခြင်းတွေဆိုရင်တော့တင့်ကိုစီးပွားရှာခြင်းစိတ်တွေတက်ကြွလာစေမယ်အသက်ရှင်လျက်ရှိနေသေးတဲ့တင့်ရဲ့ချက်ကတော့တင့်ရဲ့ကလေးတွေဒါမှမဟုတ်မိဘတွေရဲ့ပျော်ရွှင်နေတဲ့ဓာတ်ပုံကြောင်းတွေကိုသာရွေးချယ်ထည့်သွင်းထားဖို့အထူးအကြံပြုလိုပါတယ်နံပါတ်5ဆေးဝါးများဆေးစာရွက်များနဲ့ဆေးခန်းပြေစာများ medicines and medical prescriptions ပြင်စမမြောက်ပိုက်ဆန်အိတ်ထဲမှာလုံးဝမထားတဲ့အရာကတော့တင်နေ့စဉ်တောင်းနေရတဲ့ဆေးဝါးတွေဆေးစာရွက် prescriptions တွေနဲ့ဆေးခန်းကပြေစာတွေပဲဖြစ်ပါတယ်လူတချို့ဟာအရေးပေါ်လိုအပ်ရင်တောက်လို့ရအောင်ဆိုပြီးခေါင်းကွယ်ပြောက်စီလေနာစည်းစားတဲ့ဆေးကတ်လေးတွေကိုပိုက်ဆန်အိတ်ထဲမှာအလွယ်တကူထည့်ထားကြပါတယ်ဒါဟာကျမ်းမာရေးအရာကြီးရင်အဆင်ပြေပြီမဲ့ဖုန်ရွှေ့နဲ့ဆွဲငင်ခြင်းနိယာယအရာဆိုရင်တော့အလွန်ဆိုးရွားတဲ့လက်တိတ်ဆေးတဲ့အလေးအကျင့်တစ်ခုဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဆေးဝါးဆိုတာဖျားနာခြင်းယောဂဗျာထူးပြူခြင်းနဲ့ဆင်းရဲဒုက္ခ illness and suffering ကိုစားပြုတဲ့အရာဖြစ်နေလို့ပါပဲ။တင်ရင်ငွေကြီးတွေတိုးပွားရာနေအိမ်ဖြစ်တဲ့ပိုက်ဆံအိတ်ထဲမှာဖျားနာခြင်းစွမ်းအားတွေကိုတွားထည့်ထားတဲ့အခါတင်စီကိုဝင်လာမဲ့ငွေကြီးတွေဟာကျမ်းမာရေးအတွက်စေကုသိုလ်အတွက်ဆိုပြီးအလိုလိုပြန်ထွက်သွားဖို့လမ်းကြောင်းပွင့်သွားပါတော့တယ်။ဒါအပြင်ပိုက်ဆံအိတ်ဖွင့်လိုက်တိုင်းအဲ့ဒီစေကတ်တွေကိုမြင်နေရရင်တင်ရင်မသိစိတ် subconscious mind ကငါမနေမကောင်းဘူးငါဖျားနာနေတယ်ဆိုတဲ့အပြစ်သဘောဆောင်တဲ့သတင်းစကားကိုနေ့စဉ်လက်ခံရရှိနေပါလိမ့်မယ်Law of Attraction အရာသင်အာယုံစိုက်တဲ့အရာဟာပုံမူကြီးထွားလာကပ်ပါလေသင်ကယောဂကိုအာယုံစိုက်ရင်ကျမ်းမာရေးချို့ယွင်းမှုတွေပိုများလာပြီးရှာသမျှငွေတွေဟာစေးဘိုးဝါးခဲ့နေပဲကုန်ဆုံးသွားပါလိမ့်မယ်ဒါကြောင့်သင်အနေနဲ့နေ့စဉ်တောက်ရမယ့်ဆေးတွေရှိတယ်ဆိုရင်ပိုက်ဆံအိတ်ထဲမှာလုံးဝမထားပါနဲ့ဆေးထဲတဲ့တီးတန့်ဘူးလေး pill box ဝယ်ပြီးတက်တက်ထည့်ထားပါဆေးခန်းကပြေးစာတွေဓာတ်မှန်စာရွက်တွေကိုလည်းအိမ်ကဖိုင်တစ်ခုတည်းပါမယ်တင်ထားပါပိုက်ဆံအိတ်ကိုငွေကြေးတစ်ခုတည်းအတွက်သာတီးတန့်တန်ရှင်းရှင်းထားရှိပေးပါနံပါတ်6ချွန်ထက်တဲ့အရာတွေအတွေနဲ့လက်နက်ငယ်တွေ sharp objects and small weapons စတမမြောက်နဲ့နောက်ဆုံးပိုက်ဆံအိတ်ကနေချက်ချင်းဖယ်ရှားပြရမယ့်အရာကတော့ချွန်ထက်တဲ့အရာတွေဖြစ်တဲ့အတွေပင်အတွေ safety pins တွေလက်သေးညက်တွေအိတ်ဆောင်သားမြောင်လေးတွေ pocket knives တွေနဲ့အခြားသောလက်နက်ငယ်လေးတွေပဲဖြစ်ပါတယ်အထူးသဖြင့်အမျိုးသမီးတွေဟာအရေးပေါ်လူအညံသုံးရအောင်ဆိုပြီးပင်အလေးတွေကိုပိုက်ဆံအိတ်ထဲမှာထိုးထားကြပါတယ်အမျိုးသားကချိုးကလည်းအိတ်ဆောင်ဓာတ်လေးတွေထည့်ထားကြပါတယ်ဒီလိုချွန်ထက်တဲ့ကြရတွေဟာဖုံးရွှေပညာရဲ့အမှာအလွန်ပြင်းထန်ပြီးအန်ဒီရဖိတတ်တဲ့ရှာချီ killing energy လို့ခေါ်တဲ့အစိတ်သိမ့်စွမ်းအန်တွေကိုထုတ်လွှတ်ပါတယ်ချွန်ထက်တဲ့အရာတွေဟာတင့်ရဲ့ပိုက်ဆံအိတ်ထဲမှာကောင်းမွန်တဲ့ငွေကြေးစွမ်းအန်တွေကိုခုတ်ဖြတ်ပစ်လိုက်တဲ့အတွက်ငွေကြေးအဆက်အသွယ်တွေပြတ်တောက်တာဟာအလို့အကောင်ဒီအခွင့်အလမ်းတွေရုတ်တရက်ဇက်တန့်သွားတာမျိုးဒါမှမဟုတ်မထင်မှတ်ထားတဲ့ငွေကုန်ကြေးရတွေအများကြီးဖြစ်လာတာမျိုးတွေကြုံရတတ်ပါတယ်တင့်ရဲ့ပိုက်ဆံအိတ်ဟာလုံခြုံနှွေးထွေးပြီးငွေကြေးတွေကိုဖတ်တော်ထားမယ့်နေရာဖြစ်ရမယ့်အစားအပ်တွေဓာတ်တွေနဲ့ပြည့်နေရင်ငွေကြေးစွမ်းအန်တွေဟာကြောက်လန့်ပြီးထွက်ပြေးသွားပါလိမ့်မယ်ဒါကြောင့်သင်ရဲ့ပိုက်ဆံအိတ်ထဲမှာပင်အပ်တွေလက်သိမ်းညက်တွေဒါမှမဟုတ်တွားချထူးတွေရှိနေရင်လေအခုပဲချက်ချင်းဖယ်ရှားလိုက်ပါဒီလိုအသုံးဆောင်တဲ့အတွက်သီးသန့်အိတ်တလေးထားရှိတာကအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်ကဲအခုဆိုရင်ဘလောက်ရှာငွေမမြဲဘူးဆိုရင်ပိုက်ဆံအိတ်ကနေချက်ချင်းဖယ်ရှားလွှင့်ပေးရမယ်အရာ6ခုကိုပြည့်စုံသိရှိသွားပြီလို့ယုံကြည်ပါတယ်ဒီဗီဒီယိုလေးကြည့်ပြီးလာနဲ့သင်ရဲ့ပိုက်ဆံအိတ်ကိုအခုပဲရှင်းလိုက်ပါနံပါတ်1ပေးစာရွက်အောင်ဒီနံပါတ်2သက်တမ်းကုန်နေတဲ့ကတ်တွေနံပါတ်3စုပ်ပြကြီးမွေးနေတဲ့ပိုက်ဆံတွေနံပါတ်4ကွယ်လွန်သူလေးရဲ့ဓာတ်ပုံတွေနံပါတ်5စေဝါတွေနံပါတ်6ချွန်ထက်တဲ့အရာတွေကိုလုံးဝဖယ်ရှားပစ်လိုက်ပါဒါဆိုရင်ပိုက်ဆံအိတ်ထဲမှာဘာတွေပြန်ထည့်ထားရမလဲသင်ရဲ့ပိုက်ဆံအိတ်ကိုအမြဲတမ်းတန့်ရှင်းနေအောင်ထားပါပိုက်ဆံတွေကိုတန်ဖိုးကြီးတာကအငဲကိုသက်သက်ရစီးတီးထားပါငွေကြီးတွေကိုဆွဲငင်နိုင်ဖို့အတွက်ကိုွယ်ယုံကြည်တဲ့ဘာသာရဲ့အဆောက်လေးတွေဥပမာရွှေဆောင်အကြွေလေးဓာတ်စစ်နဲ့ရတရပစ္စည်းလေးတွေကိုတန်ရှင်းထည့်ထားနိုင်ပါတယ်အရေးကြီးဆုံးကတော့ပိုက်ဆံအိတ်ကိုကိုက်လိုက်တိုင်းဖွင့်လိုက်တိုင်းငါစီကိုငွေကြီးတွေအစုလိုက်အပြုံးလိုက်ဝင်ရောက်နေတယ်ဆိုတဲ့ကျေးဇူးတင်တဲ့စိတ်နဲ့ကြွယ်ဝချမ်းသာတဲ့ခံစားချက်ကိုအမြဲတမ်းမွေးမြူထားဖို့ပါပဲဒီ
ဒီလိုအသေးစိတ်လေးတွေကအစစနစ်တကျပြင်ဆင်ပြီးစွမ်းအံလမ်းကြောင်းတွေကိုဖွင့်ပြလိုက်မယ်ဆိုရင်တိတ်မကြခင်အချိန်တွင်းမှာပဲသင်ရဲ့ငွေကြေးအခက်အခဲတွေပြေလည်သွားပြီးလက်လာပါတွေဒလဟောစီးဝင်လာတာကိုအံ့ဩဖွယ်ရမဲ့မင်ကိုယ်တွေခန်းစားရပါလိမ့်မယ်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကမိတ်ဆွေတို့ရဲ့စီးပွားရေးနဲ့နေ့စဉ်ဘဝအတွက်အမှန်တကယ်အကျိုးရှိပြီးခွန်အားဖြစ်စေတယ်ဆိုရင် like and share လေးလုပ်ပြီးတခြားချစ်ခင်ရသူတွေကိုလည်းဘဟုတုတအဖြစ်မျှဝေပေးအောင်ပါနော်နောက်ထပ်လဲလောကီလောကုတ္တရာနှစ်ဖြာသောအကျိုးကိုဖြစ်ထွန်းစေမယ့်ဘဟုတုတတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ Dhamma Knowledge Channel လေးကို Subscribe လုပ်ထားဖို့ဖိတ်ခေါ်အပ်ပါတယ်အားလုံးပဲငွေကြီးလက်လာပါများဒီအလားတိုးပွားပြီးအေးချမ်းသာယာကလွတ်လပ်ကြွယ်ဝသောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ